2016ခုနှစ်အတွက်တင်သွင်းရမယ့်မော်ဒယ်ခုနှစ်သတ်မှတ်ချက်အမျိုးအစားအချက်လက်တွေကိုဒီနေ့ဇန်နဝါရီလ9ရက်နေ့မှာအတည်ပြုထုတ်ပြန်လိုက်ပါတယ်။အခုထုတ်ပြန်လိုက်တဲ့မူဝါဒအသစ်အရကားဈေးပြန်ကျလာမှာဖြစ်ပြီးတော့ဘယ်မောင်းသတ်မှတ်ချက်ကလည်း2015နဲ့2016မော်ဒယ်တင်သွင်းမဲ့သူတွေဟာဘယ်မောင်းမဲတင်သွင်းရမှာဖြစ်ပါတယ်။ရေအိုရေဟောင်းအစားထိုးတင်သွင်းရင်စလစ်ကကားတွေကတော့2006ကနေ2010မော်ဒယ်တွေကိုပဲတင်သွင်းရမှာဖြစ်ပြီးတော့ free permit နဲ့တင်သွင်းတဲ့သူတွေကတော့2017ကနေ2016မော်ဒယ်တွေကိုပဲတင်သွင်းရမှာဖြစ်ပါတယ်။အခုအသစ်ထုတ်ပြန်လိုက်တဲ့မူဝါဒအသစ်နဲ့ပတ်သက်ပြီးကိုရီဂျိုကအခုလိုသုံးသပ်ပြောကြားထားပါတယ်။အခုကျွန်တော်တို့ဒီကမ်ပီနယ်ကနေဒီပြီးတော့ထုတ်ပြန်ကြေညာလိုက်တဲ့ကြေညာချက်ဟာဆိုရင်ဒါကျွန်တော်တို့ဒီကားလောကသားတွေရောပြည်သူလူထုတို့ကအရန်ကိုပျော်ရွှင်စရာကောင်းတဲ့ကြေညာချက်လို့ကျွန်တော်တို့သုံးသပ်မိပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကနေပြီးတော့ကန္နနာနေပြီးတော့ထုတ်ပြန်ထားတဲ့ကြေညာချက်နဲ့ဒီလက်ရှိထုတ်ပြန်လိုက်တဲ့ကြေညာချက်နှစ်ခုကို compare လုပ်ကြည့်မှဆိုရင်လက်ရှိထုတ်ပြန်တဲ့ကြေညာချက်ကကျွန်တော်တို့အတွက်နေမှာရှိနေတဲ့လူတွေပေါ့နော်ဈေးသက်သက်သာနဲ့ပတ်စံသိန်း100လောက်နဲ့ကားစီးဖို့အတွက်အဆင်ပြေချုံးဝေသွားမယ်လို့မြင်မိပါတယ်ဗျပြီးတော့ဘယ်လိုပြောမလဲဆိုတော့ဒီကျွန်တော်တို့ဒီရပိုင်းအတွင်းမှာလည်းအပြောင်းလဲတွေအများကြီးကြီးမားမားတွေဖြစ်သွားတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပထမဆုံးပြောချင်တာတော့သမနာကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီသမနာကြီးကနေပြီးတော့ဒီ cabinet activity ချက်ကိုပြောင်းပြန်လာပြီးတော့ဒီဆောင်ရွက်ပြရတာဆိုရင်ဒီပြည်သူလူထုတွေကဘယ်လိုတွေအဆင်ပြေသွားသလဲဆိုတော့ဥပမာကျွန်တော်တို့အရင်မူဟောင်းဆိုရင်ဥပမာကျွန်တော်တို့ဒီလူနာတင်ကားတင်သွင်းမယ်ဆိုရင်2014-2016 brand new တွေကိုပဲတင်သွင်းလို့ရမှာတော့နောက်မီသက်ကားဆိုရင်လည်းအစ်စ်မှာတော့နာရီကားဆိုလည်းအစ်စ်မှာတော့အဲ့လိုကတ်သက်ချက်တွေအများကြီးပါပါတယ်ဗျအခုဒီကြီးပေါ်ကနေပြီးတော့ TV ချက်နဲ့ဒီတင်ပြလိုက်တဲ့ဟာမျိုးဆိုရင်ဒီကျွန်တော်တို့ကဒီလူနာတင်ကားတွေနေဗန်တွေနေပြီးတော့1350cc ပေါ့နော်ဒီဒီဘိုင်းတိုင်းစီးနိုင်မဲ့လူတွေအတွက်ဆိုရင်လည်းစလစ်ကတ်ဆရာဘယ်လိုပဲနဲ့အရန်ကိုဈေးသက်သာနဲ့စီးလို့ရပါတယ်ဗျအရင်ကကျွန်တော်တို့ကဒီ1350cc ကားကြီးတင်နေမယ်ဆိုရင်တော့မှကားတန်ဖိုးက300ချမယ်ဆိုရင်တော့မှဒီစလစ်ကို380ထပ်ပေါအောင်ပါပေါ့အဲ့ဒါဆိုရင်အဲ့ဒီကားက380ဖြစ်သွားမှာပါဗျဘာလို့လူတွေတော့ဝန်တော့ဝန်မှုဖြစ်စေမယ်စလစ်ဈေးတွေကြီးနေစေမယ်ပေါ့ခုပြုပြင်လိုက်တဲ့မူကတော့ကျွန်တော်တို့ရှင်းပါတယ်အဲဒီ free permit ကိုကျွန်တော်တို့ကဒီအောက်ကို short ပေးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကslick ကဆရာမလို့တော့ပေါ့လေအဲကြတော့အရန်ကိုကောင်းမွန်တဲ့ပြောင်းလဲမှုလို့မြင်ပါတယ်ဗျပြီးတော့ဒီကိစ္စတွေအားလုံးကိုကျွန်တော်တို့ဒီဆောင်ရွက်တဲ့အခါမှာသမရာကြီးကိုလည်းကျေးဇူးထူးတင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီရာဘုစားရဲ့ဝန်ကြီးဦးညံထွန်းအောင်စီပါပူဇန်ဝန်ကြီးဦးမြင့်နောက်စီပါပူဇန်ဒူဝင်ကြီးဒေါက်တာပွန်စန်နောက်ဒီကျွန်တော်တို့မန်ဒါပေါ့နော်ကားအသင်းကဥက္ခရာဒေါက်တာဆုတ်ထွန်းနဲ့ဒီမန်ဒါအဖွဲ့သားတွေအကုန်လုံးကျွန်တော်တို့ဒီကျေးဇူးတင်ပါတယ်ပြီးတော့ပြည်သူလူထုကတော့တချို့ပြည်သူလူထုအတွက်ကောင်းတဲ့အပြောင်းလဲဖြစ်တာပေါ့တချို့ကတော့သူတို့ကဘာပြောကြလဲဆိုတော့ဒါတွေကလုပ်ငန်းရှင်တွေအကျိုးစီးပွားအတွက်အပြောင်းလဲဖြစ်သွားတယ်လို့မြင်ပြီးမှကျွန်တော်ကတော့အဲ့လိုမရှိမြင်ပါဘူးဒါကကျွန်တော်တို့နိုင်ငံကကားတင်သွင်းမှုလိုအပ်တဲ့နိုင်ငံဖြစ်တဲ့အတွက်ဒီလိုအပြောင်းလဲဖြစ်တဲ့အတွက်ကျွန်တော်တို့နေတွေမှာဆိုရင်ဝတ်တောက်တွေစီးစရာမလိုဘဲနဲ့တိတ်တရလောင်းနဲ့ကားပြန်စီးလာနိုင်မှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒါကိုလက်ခံပါတယ်ကားတင်သွင်းမှုမူဝါဒနဲ့ပတ်သက်ပြီးတော့ဘယ်မော်ဒယ်ရီယာတွေကိုတင်သွင်းမှုပြောင်းလဲတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်တို့ဒီကားတော့တင်သွင်းတဲ့အခါမှာတော့နှစ်ပိုင်းရှိတယ်ပေါ့လေစလစ်ကတ်နဲ့စလစ်မကတ်တဲ့နှစ်ပိုင်းရှိတယ်စလစ်ကတ်တဲ့ကားတွေကတော့ကျွန်တော်တို့ကတော့ရှင်းပါတယ်ဝင်ငွေကုန်တွေပါပြစရာမလိုပါဘူးစလစ်မကတ်ရတဲ့ free permit ကားတွေကတော့ကျွန်တော်တို့ကဝင်ငွေကုန်ပထမဆုံးပြဖို့လိုမှာဖြစ်ပါတယ်အဲ့ဒါဝင်ငွေကုန်ပြဖို့ဆိုရင်တော့ကျွန်တော်တို့က300ဆိုရင်3သိန်းပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ပြည်တွင်းပေါ်မှာအရင်ဝင်ငွေရပေါက်ရတဲ့ပြနိုင်မယ်ဆိုရင်တော့ login မှာဖြစ်ပြီးတော့ဝင်ငွေရပေါက်ရတဲ့မပြနိုင်ဘူးကျွန်တော်တို့ကငွေပြီးမပြနိုင်ဘူးဆိုရင်တော့300ကို3သိန်းအခွန်ဆောင်ရပါလိမ့်မယ်အခွန်ဆောင်ပြီးတော့ကျွန်တော်တို့ကကဏ္ဍနာကိုတောက်ပြီးတော့ဝယ်ခွင့်ကို invoice နဲ့တင်ရပါလိမ့်မယ် invoice မှာကျွန်တော်တို့ကဈေးကိုဘယ်လိုပဲရေးထားကဏ္ဍနာအဲ့ဒါကိုသူတို့ကတော့ဘာမှပြောမှာမဟုတ်ပါဘူးကိုယ့်ဘာကို2000နဲ့ပဲဝယ်3000နဲ့ပဲဝယ်ဒေါ်လာနဲ့ပဲပြောတာပေါ့လေဒီမှာသူတို့ဒီကလိုလိုချင်တာတော့ Chelsea ကိုလိုချင်တာပါ Chelsea ကိုစစ်ပြီးတော့သူတို့ confirm ဖြစ်တယ်ဆိုရင်တင်သွင်းမပြုပါလိမ့်မယ်အဲ့ဒီမှာကျွန်တော်ပထမဆုံးပြောချင်တာကတော့ရင်ရောစလစ်နဲ့တင်သွင်းတဲ့ကားတွေကိုပြောပြချင်ပါတယ်ရင်ရောစလစ်နဲ့တင်သွင်းတဲ့ကားတွေကကျွန်တော်တို့ကဒီဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီ2016မှာဆိုရင်ကျွန်တော်တို့ကဒီ2006ကနေ2010အထိတင်သွင်းလို့ရမှာဖြစ်ပါတယ်ဒါဒီ2016မူပေါ့နော်ဒီခါကကျွန်တော်တို့ process တွေအကုန်လုံးကြီး
အဲ့လိုပဲဖြစ်သွားမှာပါဗျထူးခြားတာတခုတော့ရှိတာပေါ့နော်ပြီးခဲ့တဲ့2015ထဲမှာခွင့်ပြုခဲ့တဲ့license တွေပေါ့permit တွေ consignment တွေ showroom တွေကတော့သူတို့စီမှာတော့ license တွေ permit တွေရှိခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့က2003ကနေပြီးတော့စပြီးတော့တင်သွင်းလို့ရပါတယ်ဗျဟုတ်ကဲ့ပြီးတော့1350cc ကားလေးတွေကတော့ကျွန်တော်တို့ကတော့သူ့ရဲ့ CIF ကတော့မပြောင်းမလဲပဲနဲ့ CIF 9000နဲ့ပဲတည်ရှိနေမှာဖြစ်ပါတယ်brand new ဟုတ်ပေါ့နော် brand new က15 16ကတော့ brand new လို့သတ်မှတ်ပြီးတော့ကျွန်တော်ဒီအောက် model က1350cc ကဘယ်ကနေစတင်လို့ရမှာဆိုတော့2008ကနေပြီးတော့ကျွန်တော်တို့2010ကြီးတွင်းလို့ရမှာဖြစ်ပါတယ်အဲ့ဒါတော့1350cc ပေါ့ပြီးတော့သူကဒီ sorry အဲ့မှာ1350cc တွင်းတာကအဲ့ဒီမှာရေုံရောင်းစနစ်ကပ်ကိုပဲပြောနေဆိုတော့ရေုံရောင်းစနစ်ကပ်မှာလည်းသူကဒီကျွန်တော်တို့ဒီတာမန်စနစ်ကပ်မှာဆိုတော့သူကမကတ်ဘူးသုံးမင်းစနစ်ကပ်မှာကိုက်တဲ့ဟာမျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးပါနောက်ကုန်တင်ကြီးကကျွန်တော်တို့ဒီရေုံရောင်းစနစ်ကပ်မှာဆိုရင်2008ကနေပြီးတော့2010အတွင်း2016အတွင်းကိုကျွန်တော်2006ကနေပြီးတော့2016အတွင်းတွင်းလို့ရမှာဖြစ်ပါတယ်ဒါကုန်တင်ကြီးကတော့နောက်ပြီးတော့ဗာရှိမယ်ဆိုတော့ခရီးသည်တင်ရင်ဆိုတော့ဘတ်စကားတွေပေါ့ဘတ်စကားတွေကတော့2006ကနေပြီးတော့2010အတွင်းတွင်းရမှာဖြစ်ပါတယ်ပြန်ပြီးချုပ်ပြောရမယ်ဆိုရင်ရေုံရောင်းစနစ်တွေဒီလူစည်းမော်တော်ယာဉ်တွေဒီကျွန်တော်တို့ကဘယ်လိုပြောမလဲဆို2006ကနေ2010အတွင်းတွင်းလို့ရမယ်1550ccရတယ်2006ကနေ2010အကုန်လုံးဒီ2006ကနေ2010ထိတွင်းလို့ရမှာဖြစ်ပါတယ်ကျွန်တော်စလစ်ကတ်တာနောက်ပြီးတော့ဗာရှိမယ်ဆိုတော့ကျွန်တော်free permit လို့ခေါ်တာပေါ့နော်သူကတော့ select ကဆရာမလိုပါဘူးကျွန်တော်တို့ဒီ ban စင်းဖွင့်တာတို့နောက်ပြီးတော့ပုံမှန်သွင်းကုန်ကုမ္ပဏီတွေတို့နောက်နိုင်ငံသားရေးဝန်ထမ်းတွေတို့တင်မောသားတွေတို့ငွေပြူရှိတဲ့လူတွေကနေပြီးတော့ကျွန်တော်တို့ ban မှာပတ်စံဒေါ်လာ9000ထည့်ပြီးတော့တင်သွင်းတာကိုပြောချင်တာပါအဲ့ဒီဟာတွေကတော့ဒီသူကဘယ်လောက်ထီသွင်းလို့ရမလဲဆိုတော့ဒီလူစည်းကားတွေကတော့1011လို့1060သွင်းလို့ရမှာဖြစ်ပါတယ်2017ကနေပြီးတော့16အထိလူစည်းကားတွေတော့နောက်ပြီးတော့ဗာရှိမလဲဆိုတော့ကျွန်တော်ဒီခီးတဲ့တင်ကားတို့ကတော့ခီးတဲ့တင်ကားတို့ကုန်တင်ကားတို့ကတော့တော်တော်နည်းနည်းအပြောင်းအလဲတွေရှိပါတယ်ဟိုမှာကုန်တင်ကားဆိုရင်2006ကနေ2016ထိတင်သွင်းလို့ရမှာဖြစ်ပါတယ်ကုန်တင်ကားကတော့နောက်ပြီးတော့ဒီခီးတဲ့တင်ကားက2010ကနေပြီးတော့ကျွန်တော်တို့ sorry 2010ကို2017ကနေ2016ထိတင်သွင်းလို့ရမှာဖြစ်ပါတယ်ခီးတဲ့တင်ကားနောက်ပြီးတော့တိုင်းဒေသကြီးတွေမှာကျွန်တော်တို့ကုမ္ပဏီတွေထောင်ပြီးတော့ taxi တွေတင်သွင်းတာရှိပါတယ်အဲ့ဒါတွေကလည်းအရင်မူနဲ့ဆိုရင်တင်သွင်းဖို့တော်တော်ခက်ပြီးတော့အခုလက်ရှိတောင်းလိုက်တဲ့မူနဲ့ဆိုရင်တော့2010ကနေ2016အထိတင်သွင်းလို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့နောက်ထပ်ထူးခြားတာကတော့ကျွန်တော်တို့ဒီဘာရှိမလဲဆိုတော့ခုဒီရပိုင်းမှာကျွန်တော်တို့ပြင်လိုက်တဲ့ဟာမှာဆိုတော့အစိုးရဖွဲ့စည်းတွေကကောင်းဝယ်မယ်ဆိုရင်တော့မှသူကbrand new အသစ်တွေဝယ်ရမယ့်ပုံစံမျိုးဖြစ်နေတာပေါ့နော်။ဥပမာ1040 to 60ဆိုတဲ့ပုံစံမျိုးပေါ့။အခုဆိုရင်ဒီ brand new တွေကကျွန်တော်တို့ကbrand new ဝယ်ရမှာလို့တော့အစိုးရဖွဲ့စည်းရေးတင်သွင်းမယ်ဆိုရင်လည်းကျွန်တော်တို့က2006ကနေစပြီးတော့2016အတွင်းကိုတင်သွင်းလို့ရပြီပေါ့။အဲ့ဒါတော့ဒီအစိုးရဖွဲ့စည်းတွေလည်းဒါဈေးသက်သက်သာလည်းဝယ်ယူပြီးတော့စီးနင်းလို့ရပြီ။နောက်ပြီးတော့အဓိကအထူးအားဖြင့်တော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်ဘာရှိမလဲဆိုတော့နိုင်ငံခြားနေပြီးတော့လှူတာပေါ့ဗျာ။လှူရဲဆိုတာလူတာတွေရှိမယ်နောက်ပြီးတော့သူတို့မလို့ဆိုတော့လကားပေးတာတွေရှိမယ်လူနာတင်ကားတွေလို့နိဗ္ဗာန်တွေရင်လို့အရင်မူမှာကကျွန်တော်တို့ကအရင်မူဆိုအခုပြောင်းခံလာရတဲ့မူဆိုရင်သူက2014ကနေ16ဆိုအစ်စ်မဟုတ်အစ်စ်လည်းဟုတ်ရမယ်ဘယ်မောင်းလဲဖြစ်ရမယ်အဲ့လိုမှမဟုတ်ဆိုရင်လကားပေးတာကျွန်တော်တို့ယူလို့မရတဲ့အနေထားပေါ့အခုဆိုရင်တော့ကျွန်တော်တို့ကရသွားပြီဘယ်မောင်းညာမောင်းမခွဲဘဲနဲ့ကျွန်တော်တို့ကနေပြီးတော့လက်ခံလို့ရပြီအဲ့မှာလူနာတင်ရင်ဆိုရင်ကျွန်တော်တို့က2006ကနေပြီးတော့2016အထိကိုကျွန်တော်တို့ကနေပြီးတော့လက်ခံလို့ရမှာဖြစ်ပါတယ်။ model တွေအများကြီးချုပ်လာတယ်လူနာတင်ဆိုတော့လူနာတင်လို့ရမယ်။နောက်ပြီးတော့ဗာရှိနေဆိုတော့နိဗ္ဗာန်တင်ရင်ဆိုလည်းအဲ့လိုပဲ2006ကနေ2016အဲ့ဒါရေကပြောရရင်တော့2006ကနေ2016အထိတင်သွင်းလို့ရမှာဖြစ်ပါတယ်။